ဈေးတဲ့အေးကျွဲကိုကြီးငါဆိုညီလေးတချင်းဆိုမယ်နော်ဆိုမယ်နော်ဈေးတဲ့အေးကျွဲဟုတ်ရနားထောင်ပြီးတော့ငါမူပိုင်းလေးရအဲ့ဒါသူဆိုမှမလို့ပြောနေတဲ့ရုပ်တယ်ကြည့်ကြအောင်ပါပန်းကလေးကထိတ်မှရွက်ကဝေကြမလားလို့တကြောကြောလာရင်ဈေးတဲ့အေးကျွဲကလေးဝါကစားကောင်းရွယ်ပြဲသူယောက်ျားစားတော်လူလမ်းမြောက်တယ်မဲရမမေးကျွဲပါလားလမ်းမေးကဈေးတဲ့အေးကျွဲရုပ်ရည်လေးတနာသမားနဲ့မာရန်တင်ပြင်းသေးတဲ့ကြတယ်မာရန်ကိုလူအတိုင်းဝိုင်းလေကောင်းမရင်ကောင်းငါရဲ့ဝမ်းမရင်အတွက်ယောက်ျားစားတော်ဈေးတဲ့မလေးနောက်တစ်ပတ်ကျွန်တော်ဆိုလိုက်မယ်နော်ဘာပန်းလေးထိုင်မှရောတာတော့ဘာမှလို့တော့ပြောမှားတာပေါ့ဘာမှခုခေတ်ဈေးသက်တွေလိုက်ကြည့်လိုက်ပြည့်ဘေးဈေးသက်မှာဘန်းကိုထိုင်မှမရောတော့ဘူးဘယ်လိုလဲဆိုင်ကယ်တွေနဲ့ဖြစ်နေပြီဟာသူဆိုင်ကယ်နဲ့ရောင်းကားနဲ့ရောင်းလေးငါနဲ့ပါဆိုင်တော့အဲ့တော့ခင်းနဲ့အညီစားသားပြောင်းဆိုလိုက်တော့လေဘယ်လိုဆိုရမလဲဆိုင်ကယ်လေးကိုခွာလို့စီးကားအဲ့လိုဆိုးအဲ့လိုဆိုလို့ဘယ်လိုလုပ်ကောင်းမအောင်တော့မကောင်းရင်မဆိုးနဲ့လေဆိုမဆိုးရင်ပြီးတာပဲဆိုင်ငယ်လေးကိုခွာလို့စီးကဝယ်ကြမလားတဲ့ဘာတော့ဘာဝယ်ကြမလားတော့ဝယ်ကြမလားပဲလေသူတို့မျက်နှာနဲ့မျက်နှာထားနဲ့သွားကြည့်ကြီးကိုဘယ်လိုဖြစ်လဲခတ်တဲ့ခတ်မှာနဲ့ဘယ်လိုတော့ဝှချင်းဝဲမွှချင်းနီအဲ့လိုဆိုလေအဲ့လိုဆိုလို့ဘယ်လိုလုပ်ကောင်းပါအောင်တော့မကောင်းရင်မဆိုနဲ့လို့ဆိုမချက်ချင်းကြီးကိုဘာဖြစ်သွားဆိုမဆိုင်ငယ်လေးကိုခွာလို့စီကဝှချင်းနေလို့ဆိုလာသူရဲ့ဈေးတဲ့အေးကျွဲဩဘာအေးကျွဲတော့အေးကျွဲပဲတို့ရွာဈေးတဲ့မနာမည်ကဘယ်လိုတော့သိလားသိလေမတ်ပူတဲ့ဟာမတ်ပူငါဘာလို့မတ်ပူထဲဆိုမတ်ပူထဲဆိုရမှာဟုတ်တယ်ဟောမတ်ပူထဲဆိုရမှာကိုကြီးမတ်ပူထဲဆိုရမှာတချစ်စားသားထဲမှာနာမည်ထည့်ခိုင်းတာဘာထည့်ကျင်တာတော့အဲ့လိုကြီးဆိုလို့ကောင်းမှာမလားလို့မကောင်းရင်မဆုံနဲ့လို့ဆိုမှာဒါကြီးငါမြန်ကြိတ်ကြိုင်နေလားမသိဘူးဆိုမယ်ဆိုင်ငယ်လေးကိုခွာလို့စီကဝှချင်းနေလို့ဆိုတာသူရဲ့ဒီတဲ့မပူကလေးဘွားကစားကောင်းရပြတဲ့ဆိုင်ငယ်လို့ဆိုင်ငယ်ကလေးဘွားကစားဆိုင်ငယ်ခွာလို့စီရောင်းကြစားကောက်လို့လာမြောက်တယ်ဘယ်တော့မှမအေးကျွဲပါလားဘယ်တော့မှမအေးကျွဲတာတော့မအေးကျွဲပဲမအေးကျွဲတာမဟုတ်ဘူးဟာလို့ तू ကကိုဗစ်ကာလမှာတော့ကြက်ဥတွေရောင်းနေစိတ်တွေရောင်းနေအဲ့တော့တော်တော်ချမ်းသာသွားပြီအဲ့တော့စာသားပြောင်းဆိုလိုက်ဘယ်လိုဆိုရမလဲတော်တော်ကြီးကိုချမ်းသာပါလားအဲ့လိုဆိုအဲ့လိုဆိုလို့ကောင်းမှာမလားလို့မကောင်းရင်မဆုံနဲ့လို့ဆိုမှာတခေါ်မှကြားလာတော့ငါရင်ခုံးလာပြီနော်ဆိုရင်ပြီးတာပဲတော်တော်ကြီးကိုချမ်းသာပါလားလမ်းမီကဈေးတယ်မပူအဲ့လိုရုပ်ရည်လေးတနာကမနဲ့ဘာတနာကမတော့တနာကမပဲတနာကြမလို့ဘူးလေချမ်းသာပါလေဆိုမှတော့အဲ့လိုသူကငကိုတွေကအသားကြီးကမဲတယ်ကွာဒူးကြီးကဝတယ်ကွာအဲ့တော့စားပြောင်းဆိုဘယ်လိုပြောရုပ်ရည်ကဝတုံမဲနဲ့အဲ့လိုဆိုဘယ်လိုလုပ်ကောင်းမှာလို့မကောင်းရင်မဆုံနဲ့လို့ဆိုမှာတော့တော့ပဲစိတ်တွေလည်းဆင်းရဲတယ်နော်ရုပ်ရည်ကဝတ်တော့မဲနဲ့မာရန်ထင်မြင်သေးနဲ့ကြတယ်မဟာယံကုန်လူအသက်ပြန်ပြီဘာလို့အဲ့ဒါမိုက်တိုင်ကြီးအဲ့ဒါနဲ့ဘာမှမဆိုင်ဘူးကွာမကရကုန်မယ်ဘာမဟာယံကုန်တော့ရကုန်မယ်မင်းတို့ငါတို့ခုရောက်တာဘယ်ရောက်တာအောင်စေတနာဘီမကွေးမျိုးအောင်စေတနာဘီအဲ့ဒါကိုတဲ့ဆိုအောင်စေတနာဘီကိုတဲ့ဆိုအောင်စေတနာဘီထဲလို့ရလို့လားရတယ်ဟလားမင်းကြောက်ငေါ့ငါညောင်မပြောဘူးညတော့ပြောစရာလုံးသေးလို့လားမလို့အောင်ဟုတ်ပါရဲ့မလို့တဲ့ဆိုလို့ရအောင်စေတနာဘီကတဲ့လို့ရဟုတ်
မဟာအောင်စေတနာဘီအတိုင်းဝိုင်းလေကောင်းမရင်ကောင်းကရဲ့ဝမ်းဝါရီဘာဝမ်းဝါရီတော့ဝမ်းဝါရီပဲဝမ်းဝါရီတော့မဟုတ်ဘူးကွာဘာလို့တိုက်ဆောင်ကားစီးဖို့ပြောမစိုးဘူးကွာရောက်မစိုးတော့ဘူးကွာမင်းမင်းငါနေတယ်မင်းဘာလို့မင်းကိုမျက်နှာကြီးကိုလည်းပြန်မှန်ထောင်းကြည့်ဦးမျက်နှာကြီးကငိုးနေမှမသိရှိနေမှမသိယောက်ငိုးနေတာကွာငိုးနေတာဒါပေမဲ့ငါမျက်နှာလေးကကို original လှနေရဆိုတော့ဘလုံးငုံငိုကြီးသလိုဖြစ်နေတာငါလည်းမတတ်နိုင်ဘူးကွာ original လှနေတယ် original ခေါ်နေကြထဲ့မပြောနဲ့အင်းကငါ့ကိုမေ့ရိုက်ချင်နိုင်မေ့အကြံဖန်နေလောက်ပြီးတော့ရိုက်ပါပဲငါဆိုမပြောတော့မင်းရက်ကွက်နာတာနဲ့ပါနေဝမ်းမိုးဘလောက်အုံနောက်ကောင်းတယ်လဲဆိုတော့တတ်သိပြစစ်လိုက်မယ်လေနော်ဟုတ်စားမားရင်တွေ့လိုက်တော့အစပြန်ဆိုဟာမားရင်တွေ့လိုက်တော့ဟုတ်ဆိုမယ်ကွာရှေ့ရောက်သွားနောက်ရောက်သွားမယ်အစားလေးရပါတယ်ငါပိတ်ချတာပဲအစားလေးတော့ပြောသားမအောင်ဆိုင်ကကွာစီညဟုတ်မမားစီအောင်လှုပ်စမ်းပါမှားရင်တွေ့လိုက်တော့ဟုတ်ဆိုင်ကကွာဆိုင်ကကွာဟုတ်ဆိုင်ငယ်လေးကိုခွလို့စီကဝင်းချင်နေလို့ဆိုလာသူရဲ့ရေးတယ်မတ်ဘူးကလေးဘွားကစားဆိုင်ကခွလို့စီအောင်ကြစားတော့လူလားမြတ်ဒီတော်တော်ကြီးကိုချမ်းသာနေပါလားလမ်းမေးကစီးတယ်မတ်ဘူးရုပ်ရည်ကဝါတော့မနဲ့မဟာနေရာချင်းမြင်သိနေကြတယ်မဟာအောင်စေတနာဖီအတိုင်းဝိုင်းလေကောင်းမရင်ကောင်းကရဲ့တိုက်ဆောင်ကားစီးဖို့အတွက်ရောင်းချစားတော့စီးတယ်မလေးမတ်ဘူးနောက်တစ်ပိုင်းလောက်ရင်ထပ်ဆိုရလားကောင်းမတို့စီစီရတယ်နော်အဲ့တော့တို့အမေတို့အတွက်ခဲတချင်းလေးတစ်ပုတ်ဆိုလိုက်အောင်ရှိတုံးပေးရှင်တုံးကျွေးဒါလေးဆိုမယ်ကောင်းတယ်နော်တချင်းလေးတချင်းမဲအခုမှသူတို့မိတ်တွေဆက်နေကြတာတအားကိုမိတ်တွေဆက်နေတာအဲ့ကိုနိုင်ဦးကမတ်တန်းဝမ်းယောက်ျားမော့လားမတ်တန်းဝမ်းဆိုတာကိုဖို့တုတ်ရဲ့ခေမလေးကိုဖို့တုတ်ဆိုတာကမဆန်းဆန်းအေးရဲ့မောင်မလားဟုတ်လားမဆန်းဆန်းအေးမောင်ဟွာလေးကိုထွန်းရွှေလေးဟုတ်ပြီးမှဟိုရှင်းသားသွားပြီးမိတ်ထိုင်းဆက်လေးဟိုအော်ကြီးကကိုမလားဟုတ်လားအော်ကြီးကိုဆိုမင်းအဲ့အော်ကြီးကချစ်ပေနဲ့ဖြစ်နေရလို့ကြားတယ်ဘာတိုင်းတော့မင်းလဲချစ်ဖေရမင်းမာမရွှေနဲ့မှာဘာလို့လို့ဩမင်းဟောမှာကိုဝင်းမြင်ရတယ်မင်းအခုအလင်းတင်ပြီးတော့မာဆက်သွားနာတယ်မင်းအဆိုင်လို့ကဲလို့နောက်ကကျွန်တော်တူခန့်တော်လေးအလင်းမလာခဲ့ရှိတုံးပေးရှင်တုံးကျွေးလာဒီတပုတ်ဆိုလိုက်မယ်မိဘကြီးစုမြေမို့ဆိုရရှိတာအလုံးအတိပါဖယားနေနိုင်တဲ့ခိုင်းနေပြတာအဖေနဲ့မိဘငယ်တော့တော့မိစားကြည့်လာတော့မှမိရသွားရစ်စပီလာဗျာအတန်နေနဲ့ဒီမေဘဝနဲ့ရဲ့နဲ့ဒီအပေဒီကိုမောင်းနှမနဲ့တကယ်ရင်တွေမိဘနှစ်ပါးပြစ်ထားမလားလေကျေးဇူးမြတ်မို့ဆိုရရှိတာအလုံးအတိပါဖယားနေနိုင်တဲ့ခိုင်းနေပြတာဖေနဲ့မိပါငယ်တော့တော့မိစားကြည့်လာတော့မှမိရသွားရစ်စပီလာဗျာတနေ့နဲ့ဒီမေဘဝနဲ့ရဲ့ဒီအပေဒီကိုမောင်နှမနဲ့တကယ်ရင်တွေမိမနှမပြတ်ထမလားလေရှိတော့လေပြီးရရရှိတော့လေကြွေးကြမြဒီကမကိုပြမနေနဲ့အဖေမေတွေတိတ်ခါကြရရှိတော့လေရှင်တို့လေးကြွေးကြဗျာတရားမကိုပြမနေနဲ့အဖေမေတွေသိခါကြတယ်မဝေးလေး
မိဘအိမ်လေးရောက်သွားပါအဝတ်စားလေးတွေရှော့ဖို့ပါဗျာတခါတလေလက်ဆုံးစားပါအိုးမိမစွမ်းမိဘတွေအတွက်မရှိမဘူးမင်းဆောင်ရှိတော့ပြီးလို့ရှိတော့ကြည့်ဗျာမိဘကျေးဇူးမြေမို့စဖို့လေးစကြပါတော့ဗျာဒီတချင်းလေးကြားတဲ့ဒီမှာစားပြီးမိဘဘောမှာတိတ်တော့သားကောင်းတယ်ငါသမီးကောင်းတယ်ငါပြစ်တာပါလေလို့စိုးတောင်းပေးလိုက်ပါတယ်ဗျာဒီနဲ့ရပြအောင်လို့ရှင်လုံးလေးပြီးကြဗျာရှင်လုံးလေးကြွေးကြဗျာဒီကမကိုပြမနေနဲ့အဖေမေတွေသိခါကြတယ်ရှင်လုံးလေးပြီးကြဗျာရှင်လုံးလေးကြွေးကြဗျာဒီကမကိုပြမနေနဲ့အဖေမေတွေသိခါကြတယ်ဘဝီလေးမိဘအိမ်လေးရောက်သွားပါအဝတ်စားလေးတွေရှုပ်ဖို့ပါဗျာတခါတလေလက်ဆုံးစားပါအိုးမိမစွမ်းမိပါတွေအတွက်မရှိမဘူးမင်းစားရှိတော့ပြီးလို့ရှင်တို့ကြည့်ဗျာမိမကျေးဇူးမြေမို့ဆက်ဖို့လေးစက်ကြပါတော့ဗျာ